Heave! Pull together! Heave! For Egypt! Heave! Ho! Pull together now! Heave! Ho! လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကမရှင်းမရှိဘူး crane မရှိဘူး electricity တောင်မရှိသေးဘူးဒါပေမဲ့ရှေးခေတ်လူသားတွေကတန်ချိန်များစွာရှိတဲ့ကြောက်တုံးကြီးတွေကိုအသုံးပြုပြီးယနေ့အထိလူတွေမဖြေရှင်းနိုင်သေးတဲ့ pyramid ကြီးတွေကိုတည်ဆောက်ခဲ့ကြတယ်ဒါဆိုသူတို့ဘယ်လိုလုပ်ခဲ့ရတာလဲအားလုံးပဲမင်္ဂလာပါဘ ഹു တုတရစရာအကြောင်းအရာတွေနဲ့သတင်းထူးတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Knowledge Ogre Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Egypt နိုင်ငံက Great Pyramid of Giza ဟာကမ္ဘာအံ့ဖွယ်9ခုထဲကယနေ့အထိတည်ရှိနေစေတစ်ခုတည်းသောအံ့ဖွယ်ဖြစ်ပါတယ်ဒီ pyramid ကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကတည်ဆောက်ခဲ့တာပါအံ့ဩစရာကောင်းတာကဒီ pyramid ထဲမှာကြောက်တုံးပေါင်းနှစ်သက်တန်းကျော်ပါဝင်နေပါတယ်ကြောက်တုံးတစ်တုံးစီကကားတစ်စီးထပ်တောင်ပို့လေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကလူတွေမှာ machine မရှိဘူး modern technology မရှိဘူး crane တွေလည်းမရှိသေးပါဘူးဒါဆိုဒီလောက်ကြီးမားတဲ့ pyramid ကိုသူတို့ဘယ်လိုဆောက်ခဲ့တာလဲသိပ္ပံပညာရှင်အချို့ကတော့သဲပေါ်မှာရည်ဖြန်းပြီးကြောက်တုံးတွေကိုဆွဲတင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်တချို့ကတော့ကြီးမားတဲ့ ramp လမ်းကြောင်းတွေဆောက်ပြီးကြောက်တုံးတွေကိုအပေါ်တင်ခဲ့တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ယနေ့အထိတကယ်ဘယ်လိုဆောက်ခဲ့တာလဲဆိုတာကိုဘယ်သူမှအတိအကျမသိနိုင်သေးပါဘူးပိုပြီးထူးဆန်းတာက pyramid တွေဟာမြောက်ဖက်အရက်နဲ့အလွန်တိကျစွာ alignment ဖြစ်ပါတယ်ဒါဟာရှီးခေတ်လူသားတွေအတွက်မဖြစ်နိုင်လောက်တဲ့တိကျမှုတစ်ခုပါအဲ့ဒါကြောင့်လူအချို့ကရှီးဟောင်း civilization တွေဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးအဆင့်မြင့်ခန့်နိုင်တယ်လို့ယုံကြည်နေကြပါတယ်ဒါဆို pyramid တွေကိုတကယ်ပဲလူသားတွေစောက်ခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတာလားသင်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာမျှဝေပေးသွားကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာမို့ channel ကို subscribe လုပ်ပြီးနောက်ဗီဒီယိုတွေကိုစောင့်မျှော်ပေးကြပါဦး